လူရှန်ဟာတိုးတွေကိုအစာကျွေးနေတော့သူမရဲ့ကြောက်စိမ့်လက်ကောက်ကတိုးစားခွက်ထဲကိုမတော်တဆပြုတ်ကျသွားတယ်။ကြောက်စိမ့်လက်ကောက်ကိုသူမကောက်ယူလိုက်တဲ့အခါလက်ထဲမှာနောက်တစ်ကွင်းအပူပါလာတာကိုအံ့ဩဖွယ်တွေးလိုက်ရတယ်။သူမရဲ့ဗလာဖြစ်နေတဲ့လက်ကောက်ဝတ်ကိုစမ်းကြည့်လိုက်တဲ့အခါကြောထဲစိမ့်သွားခဲ့တယ်။အမြန်မဲလက်ကောက်ကိုမျက်တွေထဲပြန်ပစ်ချလိုက်တော့အလင်းတန်းလေးတစ်ခုလက်ခနဲဖြစ်သွားပြီးမျက်တွေထဲမှာတပုံစံလေးတူတဲ့လက်ကောက်နှစ်ကွင်းကငြိမ်ငြိမ်သက်သက်ရှိနေတဲ့လူရှန်မြေပြင်ပေါ်မှာထိုင်ချလိုက်ပြီးအတော်ကြာတဲ့အထိအသက်ရှူရအောင်ခက်ခဲသွားတယ်။ဒါဟာရိုးရိုးတိုးစားခွက်မဟုတ်တော့ဘူး။ပတ်စံတွေပွားများစေတဲ့ယတနာတိုက်ပဲ။ခြံထဲကတိုးအိုကြီးကရုတ်တရက်ရှေ့ကိုတိုးလာပြီးခေါင်းနဲ့တိုးစားခွက်ကိုဝင်တိုက်လိုက်တယ်။လူရှန်ကတကိုယ်လုံးနဲ့ပြေးအုပ်ပြီးတိုးစားခွက်ကိုဖိထားလိုက်တယ်။ခန္ဓာကိုယ်တစ်ဝက်လောက်ကစားခွက်ထဲရောက်နေပြီးလူရောစားခွက်ပါတိုးခြံထဲပြုတ်ကျမလို့ဖြစ်သွားတယ်။တိုးကိုအတင်းမောင်းထုတ်လိုက်ပြီးချိန်မှာပဲခြံတကားအပြင်ဘက်ကနေအနဲ့ချီလာငှားတဲ့ဝမ်အမကြီးရဲ့အတန်ကိုကြားလိုက်ရတယ်။လူရှန်ပြပြတလေးနဲ့မျက်ခြောက်တစည်းကိုဆွဲယူပြီးတိုးစားခွက်ကိုလုံနေအောင်ဖုံးအုပ်လိုက်တယ်။ပိုဘော်ကမျက်ဖက်တွေကိုခါချရင်အပြင်ကိုထွက်လာခဲ့တယ်။သူမကခြံဝမှာပိတ်ရက်ပြီးတိုးခြံကညစ်ပတ်နေလို့ဝင်လို့မရဘူးဆိုပြီးလိန်ပြောလိုက်တယ်။အနဲ့ချီကိုယူပြီးဝမ်အမကြီးကိုပေးကအမြန်ပြန်လွှတ်လိုက်တယ်။ညဘက်ရောက်တော့သူမခြံတကားကိုတောခတ်လိုက်ပြီးငွေဆက်လေးတစ်ခုကိုထုတ်ကာမျက်တွေထဲပစ်ထည့်လိုက်တယ်။မျက်စိတမိတ်အတွင်းမှာပဲခွေးဖြူနေတဲ့ငွေစတွေအပြင်ကိုခုန်ထွက်လာပြီးဒေါင်မြေတံတွေနဲ့အတူမြေပြင်ပေါ်အပြေးကျလာတယ်။လူရှန်မြေပြင်မှာထိုင်နေတဲ့ငွေတွေကိုကောက်ယူနေပြီးသူမရဲ့လက်တွေပါတုံရင်နေခဲ့တယ်။လောက်ဝက်တောင်မကြခင်မှာပဲလူရှန်ချမ်းသာသွားတယ်။တက်ကယ်တဲကိုဖြတ်ပြီးအုတ်ကျုံမိုးအင်ကြီးတစ်လုံးစောက်လိုက်ကခြံထဲမှာအလုပ်သမားနှစ်ယောက်ကိုငှားထားလိုက်တယ်။သူမကိုယ်တိုင်ကတော့နေတိုင်းပိုးတယ်တွေဝစ်ပြီးဟင်းကောင်းတွေစားတောက်နေခဲ့တယ်။ရွာသားတွေကငွေတွေဘယ်ကရလာလဲမေးတဲ့အခါအဝေးကဆွေမျိုးတွေထားရစ်ခဲ့တဲ့အမွေလိုပဲသူမအမြဲလိန်ပြောခဲ့တယ်။ຫນွေဦးပေါက်တော့မိုးခေါင်ရေရှားမှုနဲ့ကြုံရပြီးလေထဲကစပားပင်တွေအကုန်ကျွေချောက်သွားခဲ့တယ်။ရွာထဲကအိမ်တိုင်းလိုရိတ်ခါပြက်လက်ကုန်တယ်။ရွာသားတစုကသူမအိမ်ရှိမှာစုယုံပြီးစားစရာရိတ်ခါလာချေးကြကစောင်းဦးစပားရိတ်ချိန်ရောက်ရင်နှစ်ဆက်ပြန်ဆက်ပါမယ်လို့တောင်းပန်ကြတယ်။လူရှန်ကတကားပေါက်မှာရက်ပြီးခါထောက်လျက်သူမအိမ်မှာလည်းစားစရာမလောက်မှဘူးလို့ညင်းဆိုလိုက်တယ်။ချက်ချင်းလှည့်ထွက်သွားပြီးအလုပ်သမားတွေကိုစပားကြီးကိုတော့တေချာခတ်ထားဖို့နဲ့အပေါက်တစ်ပေါက်တောင်မကြံစေဖို့မိန့်ပေးလိုက်တယ်။နှစ်ရက်ကြာတော့သူဖြစ်သူကအိမ်ကိုရောက်လာပြီးဝင်ချင်းပဲဒူးထောက်ချလိုက်တဲ့မိမဖြစ်သူကလေးမီးပွားရင်သွေးလွန်နေလို့ဆရာဝန်ခေါ်ဖို့ငွေ9 တန်လိုအပ်နေကြောင်းနဲ့အတော်ဖြစ်သူကိုကယ်တင်ပေးဖို့တောင်းပန်ခဲ့တယ်။လူရှန်ကနှုတ်ခမ်းတွန်ပြီးဆွေမျိုးတွေဆိုတာသူမရဲ့ငွေကိုလာမတ်မောတာကြီးပဲ9 တန်မပြောနဲ့ပြားတဝက်တောင်မရှိဘူးလို့ပြောလိုက်တယ်။သူမကအလုပ်သမားတွေကိုခေါ်ပြီးသူဖြစ်သူကိုအိမ်ထဲကနေဆွဲထုတ်သွားခိုင်းတယ်။အဲ့ဒီညမှာပဲတခိုးတွေကခြံတိုင်းကိုကြော်ပြီးတိုးစားခွက်စီလာခိုးကြတဲ့အိမ်ဆောင်ခွေးနဲ့ကြီးကတခိုးရဲ့ဘောင်းမီစာကိုကိုက်ထားတော့လူရှန်တစ်သားတို့ကိုကင်ပြီးပြေးထွက်လာကအဲ့ဒီလူရဲ့ကြောကိုရိုက်ချလိုက်တယ်။အဲ့ဒီလူလည်းနာကျင်စွာအော်ဟစ်ပြီးလှည့်ပြေးသွားတယ်။သူဟာရွာထဲကလူဆိုးတစ်ယောက်ဆိုတာလူရှန်မှတ်မိလိုက်ပြီးယတနာအကြောင်းသတင်းကြားလို့လာခိုးတာတေချာသွားတယ်။လူရှန်ဒီတခါတော့တကယ်ပြရာခတ်သွားပြီးပြို့ဝက်ချက်ကိုဘလို့မှဖုံးကွယ်ထားလို့မရတော့ဘူးဆိုတာသိလိုက်တယ်။တိုးစားခွက်ကိုဘယ်မှာဝတ်ထားရမလဲစဉ်းစားနေတော့မြို့ပေါ်ကတတိချီရန်ကတပည့်ကိုဆေးလွတ်လိုက်ပြီးတိုးစားခွက်ကိုငွေတက်သူညတန်နဲ့ဝယ်မယ်လို့ကမ်းလှမ်းလာတယ်။ယူရှန်ကလောင်ပြုံးရင်ဒီငွေလောက်နဲ့သူ့သွားကြားထိုးလို့တော့မရဘူးလို့ပြန်ပြောလိုက်တယ်။တပည့်ဖြစ်သူကမျက်နှာပြတ်သွားပြီးနေနောင်တမရစီနဲ့လို့ပြောကလှည့်ထွက်သွားတယ်။နောက်တနေ့မှာတထေးကိုယ်တိုင်ရောက်လာပြီးငွေ1000အထိတိုးပေးခဲ့ပေမဲ့ယူရှန်ကတော့ခေါင်းရမ်းနေခဲ့တယ်။တထေးကသွားကြရင်ဒီရတနာကိုမင်းထိန်းထားနိုင်မှာမဟုတ်ဘူးအသက်ရှိတော့ငွေကိုယူပါလို့ချင်းချောက်သွားတယ်လူရှန်ပိုတွေးလေပိုကြောက်လေဖြစ်လာပြီးအဲ့ဒီညမှာပဲနွားလဲတစည်းနဲ့တိုးစားခွက်ကိုတင်ကတောင်ကားပန်းကိုရောက်တာနဲ့ရုတ်တရက်မျက်နှာဖုံးစွပ်လူ9ယောက်10ယောက်လောက်ထွက်လာပြီးလက်ထဲကတုတ်တွေကင်ကလမ်းလေကနေပိတ်ရက်ပြီးတိုးစားခွက်ကိုပေးဖို့တောင်းဆိုကြတယ်လူရှန်ကြောက်လန့်တကြားနဲ့လဲပေးမှာကြုံလေးနေရင်ရင်ထဲမှာပုံတီးနေသလိုတတိတ်ခုန်နေတဲ့ခေါင်းဆောင်ဖြစ်သူကရှေ့တလန်းတိုးလာပြီးမျက်နှာဖုံးကိုဆွဲခွာလိုက်တဲ့အခါလူရှန်မျက်နှာတစ်ခုလုံးဖြူလျှော့သွားတယ်ခေါင်းဆောင်ဟာသူမရဲ့တူရင်းဖြစ်နေတယ်သူဖြစ်သူကမျက်လုံးတွေမြည်ရဲနေပြီးအကွဲနေတဲ့အတန်နဲ့မနေ့ကကျွန်တော်မိမဆုံးသွားပြီးငွေ9 တန်လေးမရခဲ့လို့သူမရောကလေးပါ2ယောက်လုံးသေဆုံးသွားခဲ့ရပြီးအတော်ကရတနာကိုစောင့်ရှောက်ပြီးအသက်ကိုမကယ်ချင်ဘူးဆိုတော့ဒီနေ့ဒီဆောက်ကျိုးနဲ့ပစ္စည်းကိုဖျက်ဆီးပစ်မယ်လို့ပြောတယ်လူရှန်ပါဇက်ဟက်ရဲ့ဘာမှပြောမထွက်တော့ပဲခြေပြားတွေပါအေးဆက်လာတယ်အဲ့ဒီလိုတောင်တင်းနေချိန်မှာပဲတောင်အောက်ကနေမြင်းခွာတန်တွေထွက်ပေါ်လာပြီးမြို့ပိုင်မင်းရဲ့အဆောင်တွေရောက်လာခဲ့တယ်မျက်နှာဖုံးစွပ်လူတွေထွက်ပြေးကြပေမဲ့အဲ့ဒီနေရာမှာတင်သူဖြစ်သူအပါအဝင်3ယောက်အဖမ်းခံလိုက်ရတယ်။သူတို့အားလုံးကိုမြို့ပိုင်မင်းရုံးတော်ကိုခေါ်သွားကြတယ်။မြို့ပိုင်မင်းကျိုးကရုံးတော်မှာထိုင်ရင်အကြောင်းစုံကိုနားထောင်ပြီးနောက်တိုးစားခွက်ကိုတည်လာခိုင်းတယ်။သူကအရင်ဆုံးကြေးပြားတစ်ပြားကိုစောက်ခွက်ထဲပစ်ထည့်လိုက်ပေမဲ့စားခွက်ကဘာလို့ရှောင်မှုမှမရှိဘဲငြိမ်သက်နေတယ်။မြို့ပိုင်မင်းကတရက်ခွင်တစ်သားတုံးကိုရိုက်လိုက်ပြီးလူရှန်ဟာအစိုးရကိုလိန်လဲလှည့်စားနေတယ်လို့ပြောလိုက်တယ်လူရှန်လည်းပြရခတ်သွားပြီးသူမရဲ့ငွေလက်ကောက်ကိုအထဲကိုချွတ်ထည့်လိုက်တဲ့အခါအလင်းရောင်ခတ်ရေးရေးလေးထွက်လာပြီးစားခွက်အောက်ခြေမှာလက်ကောက်နှစ်ကွင်းဖြစ်သွားတယ်အားလုံးရဲ့မျက်လုံးတွေအယောင်လက်သွားတယ်
ထပ်ပြီးရွှေတုံးတုံးကိုနှိုက်ယူကပစ်ထည့်လိုက်တယ်ဒီတခါတော့လှုပ်ရှားမှုကြီးမားသွားပြီးတိုးစားခွက်ကတောင်တောင်မြေအောင်လှုပ်ရမ်းလာကရွှေတုံးတွေကပဲစေးတွေလိုအပြင်ကိုခုန်ထွက်လာပြီးကျမ်းပြင်တစ်ခုလုံးအပြည့်ဖြစ်သွားတယ်ရုံးတော်တွေကလူတွေအားလုံးအံ့ဩမင်တက်သွားကြတယ်မြို့ပိုင်မင်းကျိုးကတိုးစားခွက်ကိုအတော်ကြာကြာစိုက်ကြည့်နေပြီးနောက်ရုတ်တရက်ရိုက်ချလိုက်ကဒါဟာလူတွေကိုလှည့်စားတဲ့နတ်ဆိုးပစ္စည်းဖြစ်လို့ရွာကိုဒုက္ခမပေးနိုင်အောင်ချက်ချင်းဖျက်ဆီးပြရမယ်လို့ဆိုတဲ့မြို့ပိုင်မင်းကရိုးသားဖြောက်မှတ်တရားဟန်ဆောင်နေပေမဲ့သူစိတ်ထဲမှာဘာတွေကြံစီနေလဲဆိုတာဘယ်သူမှမသိကြဘူးတိုးစားခွက်ကိုအပိုင်းပိုင်းရိုက်ခွဲပြီးနောက်တိတ်တဆိတ်သိမ်းဆဲပြီးပြန်ဆက်လိုက်ရင်ဒီရွှေငွေတွေအားလုံးသူ့အပိုင်ဖြစ်မယ်လို့သူတွေးနေတာပါတရားရုံးအဆောင်တွေကိုတူယူလာဖို့လက်ကပြလိုက်ချိန်မှာပဲအနောက်ဘက်ခန်းမကနေအော်တန်တစ်ခုရုတ်တရက်ထွက်ပေါ်လာတယ်မြို့ပိုင်မင်းရဲ့အသက်60ကျော်ရွယ်မိခင်အိုကြီးဘဲချိန်ကလေးကထွက်လာမှန်းမသိပဲကျမ်းပြင်အပြည့်ဝင်းဝါနေတဲ့ရွှေတွေကိုမြင်တော့လှမ်းကောက်ဖို့လန်းလိုက်တယ်ဒါပေမဲ့ခြေလမ်းမခိုင်ပဲရိမ့်ရိုင်သွားကတိုးစားခွက်သေးကိုတကူလုံးပြုတ်ကျသွားတယ်မြို့ပိုင်မင်းလည်းလမ်းဖြတ်သွားပြီးပြေးသွားကအမေဖြစ်သူကိုအပြင်ကိုဆွဲထုတ်လိုက်တယ်တယောက်ကိုဆွဲထုတ်ပြီးတာနဲ့စားခွက်သေးကနေနောက်ထပ်လက်တစ်ဖက်ထပ်ထွက်လာတယ်မြို့ပိုင်မင်းသွားကြိတ်ပြီးနောက်ထပ်တစ်ယောက်ကိုထပ်ဆွဲထုတ်လိုက်ရတယ်အမေအိုကြီးနှစ်ယောက်ကတရက်ခွင်ရှိမှရက်နေပြီးရုပ်ရည်ကတပုံစံတည်းပဲဝတ်ထားတာတွေလည်းတပုံစံတည်းပဲအတန်တွေကအစနည်းနည်းလေးတောင်မကွဲလွဲဘူးမျက်စိတမိတ်အတွင်းမှာ2ယောက်ကနေ4ယောက်4ယောက်ကနေ8ယောက်ဖြစ်သွားပြီးမကြခင်မှာပဲတရက်ခွင်ကြီးထဲမှာအမေအိုကြီး10ယောက်ကျော်လောက်ကိုပြေးတီပြေးနဲ့စူညံပွက်လောရိုက်သွားတယ်အားလုံးကကိုတာလင်းမြို့ပိုင်မင်းရဲ့အမေအစ်စ်ဖြစ်ကြောင်းအော်ဟစ်နေကြလို့ရုံးတော်တစ်ခုလုံးကြက်ပြန်မကြရှုပ်ရှက်ခတ်သွားတယ်အဆောင်တွေလည်းကြောင်အန်းဖြစ်သွားကြတယ်မြို့ပိုင်မင်းကျိုးကကလားထိုင်ပေါ်မှာအယုတ်ကျိုးပြက်ထိုင်ချလိုက်ပြီးချွေးစေးတွေပြန်လာတဲ့အခန်းအပြည့်ဖြစ်နေတဲ့မိခင်တွေကိုကြည့်ပြီးဘသူကအစ်စ်မန်းတယောက်မှခွဲမရတော့ဘူးမိခင်သူ့ကိုကြောင်းထားပေးနိုင်ဖို့နေတိုင်းတောင်ပေါ်တက်ဟင်းသီးဟင်းရွက်တွေရှာဖွေပြီးတနေ့ကိုထမင်းတနက်တဲစားကတောင်လန်းမှာဗိုက်စာလုံးလို့မူးမေလဲကြခဲ့ရတဲ့သူ့ကိုအဲ့ဒီလောက်ချစ်တဲ့မိခင်ဆိုတာလောကမှာတယောက်တည်းပဲရှိတယ်သူရုတ်တရက်မတက်ထရက်လိုက်ပြီးတိုးစားခွက်စီကိုရှောက်သွားခဲ့တယ်သူခါကိုင်းပြီးလေးလံလှတဲ့တိုးစားခွက်ကိုပွေ့ချီကရှိသမျှခွန်အားတွေအကုန်သုံးပြီးမြေပြင်ပေါ်ကိုအားကုန်လွှဲပေါက်ချလိုက်တဲ့ကျဲလောင်တဲ့အတန်ကြီးတစ်ခုထွက်ပေါ်လာပြီးတိုးစားခွက်ဟာအပိုင်းပိုင်းကွဲကြေသွားတယ်တရက်ခွင်ပြည့်ရှိနေတဲ့အမေအိုကြီးတွေလည်းချက်ချင်းအရေးအယောင်တောင်မကြံတော့ပဲပျောက်ကွယ်သွားတယ်မြေပြင်ပေါ်မှာသူ့ရဲ့မိခင်အစ်စ်တယောက်သေးတာကြောင်တောင်လေးရက်ကြံနေခဲ့တယ်မြို့ပိုင်မင်းကမြေပြင်ပေါ်ဒူးထောက်ချလိုက်ပြီးမိခင်ရဲ့ခြေထောက်တွေကိုဖက်ကတုံရင်နေအောင်ငိုကြွေးပါတော့တယ်အမှုကဒီလိုနဲ့ပဲပြီးဆုံးသွားတယ်တိုးစားခွက်လည်းကွဲသွားပြီးလူရှန်လည်းစိတ်ပြက်လက်ပြက်နဲ့ရွာကိုပြန်လာခဲ့တယ်အင်ကြီးလည်းရှိသေးတယ်လို့ငွေတွေလည်းကြံပါသေးတယ်ဒါပေမဲ့သူမရဲ့ရင်ထဲမှာတော့တခုခုဆုံးရှုံးသွားတယ်လို့ဟာတာဖြစ်နေတဲ့မိုးခေါင်ရီရှားချိန်တုန်းကအင်ရှိမှာလာစုယုံခဲ့တဲ့ရွာသားတွေကိုသူမသတိရတယ်မြေပြင်မှာဒူးထောက်ပြီးတောင်းပန်ခဲ့တဲ့သူဖြစ်သူကိုလည်းသတိရလာတယ်အရင်တုန်းကပြောင်းဖူးပေါင်မုံကျန်းလေးစားပြီးတိုးကြောင်းခဲ့ရတဲ့နေ့ရက်တွေကိုပြန်တွေးမိတယ်။အဲ့ဒီတုန်းကစင်းရဲပေမဲ့အိပ်ရတာစိတ်အေးချမ်းတယ်။နောက်တစ်နေ့မှာသူမကအလုပ်သမားတွေကိုစပားကြီးဖွင့်ခိုင်းပြီးရွာထဲကဒုက္ခရောက်နေသူတွေကိုရိတ်ခါတွေဝင်ငှပေးလိုက်တယ်ပြီးတော့ငွေ20တန်ကိုယူပြီးတူဖြစ်သူရဲ့အိမ်ကိုကိုယ်တိုင်သွားပို့ပေးခဲ့တယ်။တူဖြစ်သူကတကားဝမှာရက်နေပြီးငွေကိုလက်မခံခဲ့ဘူး။လူတွေအားလုံးတေကုန်ပြီးဒါတွေကဘာလို့ရမှာလဲလို့သာပြောပြီးလှည့်ထွက်ကတကားကိုပိတ်လိုက်တယ်လူရှန်တကားပြင်ဘက်မှာရဲရင်အဝေးက6သွေးအက်ကွဲနေတဲ့လေကွင်းပြင်ကြီးကိုငေးကြည့်ကတက်ပြေးရှည်ကြီးချလိုက်မိတယ်လူတွေရဲ့လောဘဆိုတာဒီတိုးစားခွက်လိုပဲရှေ့လေလိုလေများလေဆုံးရှုံးရလေလောဘရာကြီးစုပ်ကင်ထားလေပို့ပြီးနာကျင်စွာလက်လွတ်ရလေပဲ